ကုန်ရှိတယ် ဟိုးရှိတုန်းကတိတ်ကိုသားရလှပတဲ့မော်တော်အုပ်ကြီးတစ်ခုရှိတယ်အဲ့ဒီတော်အုပ်ကြီးထဲမှာအယောင်အသွေးစုံလင်နဲ့ငှက်ကလေးတွေလိပ်ပြလေးတွေနဲ့ချစ်စရာတရိษံလေးတွေအများကြီးနေထိုင်ကြတယ်အဲ့ဒီအထဲမှာအသားအရီညိုးညိုးတောက်တောက်ပါချိုင်လေးတွေနဲ့အမြဲတမ်းပြုံးရွှင်နေတတ်တဲ့ဝက်ဝံပေါက်လေးတစ်ကောင်ရှိတယ်သူ့နာမည်ကတော့ဘူဘူတဲ့ဘူဘူဟာအရန်ကိုသဘောကောင်းပြီးရိုးသားတဲ့ကလေးလေးတစ်ယောက်ပေါ့သူ့မှာဘန်နီလို့ခေါ်တဲ့ချစ်စရာကောင်းတဲ့ယုံကလေးတငယ်ချင်းတစ်ယောက်လည်းရှိတယ်ဘန်နီဟာအရန်ကိုတက်ကြွပြီးမြန်မြန်ဆန်ဆန်ပြေးတတ်တဲ့ကလေးလေးပေါ့ဘူဘူနဲ့ဘန်နီတို့ဟာနေ့တိုင်းတောအုပ်ကြီးထဲမှာအတူတူစော့ကစားကြတယ်သူတို့ဟာပုံတန်းကစားကြတယ်ပြိုင်လူပြေးကြတယ်ပြီးတော့တောထဲကလှပတဲ့ပန်းလေးတွေကိုလည်းအတူတူလိုက်ရှာကြတယ်ဘူဘူကပန်းနီရေလာပါဒီမှာပန်းလေးတစ်ပွင့်တွေ့တယ်လို့အော်ခေါ်တတ်တယ်ဘန်နီကလည်းဟေးဘူဘူရေငါလည်းလာခဲ့မယ်ဆိုပြီးမြန်မြန်ဆန်ဆန်ပြေးလာတတ်တယ်သူတို့နှစ်ယောက်ဟာခွဲလို့မရတဲ့တငယ်ချင်းကောင်းနေပေါ့တနေ့တော့သူတို့ဟာတောအုပ်ရဲ့အတွင်းပိုင်းကိုတဖြည်းဖြည်းဝင်သွားရင်းတစ်ပင်ကြီးတွေပန်းခင်းကြီးတွေကိုဖျက်ကျော်သွားခဲ့တယ်ရုတ်တရက်ဘန်နီရဲ့မျက်လုံးတွေပြူးကျဲသွားတယ်တစ်မြစ်ကြီးတွေကြားမှာတောက်ပနေတဲ့အရာတစ်ခုကိုသူမြင်လိုက်ရတယ်ဝါပူပူကြီးဟိုမှာကြည့်ပန်းလေးတစ်ပွင့်အရန်ကိုလှတာပဲလို့ဘန်နီကဝမ်းသာအားရအော်လိုက်တယ်ဘူဘူကဟုတ်သားပဲငါလည်းအဲ့ဒီလိုလှတဲ့ပန်းမျိုးတစ်ခါမှမမြင်ဘူးလို့ပြန်ပြောတယ်အဲ့ဒီပန်းလေးကတော့တကေးကိုမှော်ဆန်တဲ့ပန်းလေးပေါ့ပန်နီဟာပန်းလေးကိုအရန်လိုချင်လို့မြန်မြန်ဆန်ဆန်ပြေးသွားတယ်ဒါပေမဲ့ပန်းလေးစီကိုရောက်ဖို့တစ်မြစ်ကြီးတွေကြားကနေဖျက်ကျော်ရတယ်ပန်နီဟာတစ်မြစ်ကြီးတွေကြားကနေတိုးဝင်သွားရင်ရုတ်တရက်သူ့ရဲ့နောက်ခြေထောက်တစ်ဖက်ကတစ်မြစ်ကြီးနှစ်ခုကြားမှာညှက်သွားခဲ့တယ်အာပိုပိုရေကူညီပါအောင်ငါခြေထောက်ညှက်သွားပြီလို့ဘန်နီကစိုးရိမ်တကြီးနဲ့အော်လိုက်တယ်ပိုပိုကဘန်နီဘာဖြစ်တာလဲဆိုပြီးအနားကိုမြန်မြန်ဆန်ဆန်ပြေးသွားခဲ့တယ်ပိုပိုဟာဘန်နီရဲ့ချက်ထောက်ကိုဆွဲထုတ်ဖို့ကြိုးစားတယ်ဒါပေမဲ့တစ်မြစ်ကြီးတွေကအရန်ကိုတုပ်ပြီးမလှုပ်မရက်ရှိနေတယ်ပိုပိုကစိတ်မပူနဲ့ဘန်နီရဲ့ငါတို့အားလုံးအတူတူကြိုးစားကြမယ်လို့အားပေးလိုက်တယ်ဘူဘူဟာတောအုပ်ကြီးတစ်ခုလုံးအနှံ့ကူညီမဲ့သူကိုလိုက်ရှာတယ်ပထမဆုံးသူကအမြဲတမ်းတက်ကြွနေတဲ့ရှင်ကလေးစီသွားပြီးရှင်ကလေးရေဟိုမှာယုံကလေးပန်နီခြေထောက်ညှက်သွားလို့ကူညီပါအောင်လို့မေးလိုက်တယ်ရှင်ကလေးကဟုတ်ကဲ့တို့ဒီအားလုံးအတူတူသွားကြစို့လို့ပြန်ဖြေတယ်ဘိုဘိုနဲ့ရှင်ကလေးတို့ဟာတောအုပ်ကြီးတစ်ခုလုံးကိုအနှံ့လိုက်မေးပေမဲ့တခြားသူတွေကိုမတွေ့ရဘူးပူပူဟာအယမ်းကိုပင်ပန်းပြီးဘိုက်ကလည်းပိုးဆာလာတယ်ဒါပေမဲ့သူဟာလုံးဝဇွဲမလျှော့ခဲ့ဘူးပန်နီရေစောင့်နေပါအောင်ငါတို့ကူညီမဲ့သူကိုရှာနေတယ်လို့သူ့ကိုသူအားပေးလိုက်တယ်နောက်ဆုံးမှာပူပူနဲ့ရှင်ကလေးတို့ဟာတောထဲကသဘောကောင်းတဲ့လက်ကလေးစီသွားတယ်လက်ကလေးကဟုတ်ကဲ့တို့ဒီအားလုံးအတူတူသွားကြစို့လို့ပြန်ဖြေတယ်ဘူဘူရှင်ကလေးနဲ့လိတ်ကလေးတို့ဟာဘန်နီစီကိုပြန်ရောက်လာခဲ့တယ်။သူတို့အားလုံးအတူတူစူးစမ်းကြတယ်။လိတ်ကလေးကသူ့ရဲ့ခွန်မာကြီးနဲ့တစ်မြစ်ကြီးတွေကိုတွန်းထုတ်ဖို့စူးစမ်းတယ်။ဘူဘူကသူ့ရဲ့လက်ကိုသုံးပြီးဆွဲထုတ်ဖို့စူးစမ်းတယ်။ရှင်ကလေးကသူ့ရဲ့သွားကိုသုံးပြီးတစ်မြစ်ကြီးတွေကိုကိုက်ဖြတ်ဖို့စူးစမ်းတယ်။ဟေးကူညီပါအောင်အားလုံးအတူတူစူးစမ်းကြမယ်လို့ဘူဘူကအော်လိုက်တယ်။နောက်ဆုံးမှာတစ်မြစ်ကြီးတွေကတဖြည်းဖြည်းတိုးထွက်လာခဲ့တယ်။ဝါဘန်နီခြေတော့လွတ်သွားပြီလို့ဘိုဘိုကဝမ်းသာအားရအော်လိုက်တယ်။ဘန်နီဟာအယမ်းကိုဝမ်းသာသွားတယ်။ကဲတငယ်ချင်းတို့ရေဘိုဘိုနဲ့တငယ်ချင်းတွေဟာဘန်နီကိုကူညီဖို့အတွက်အတူတူစူးစမ်းခဲ့ကြတယ်နော်။ဒါကြောင့်မို့လို့နောက်ဆုံးမှာဘန်နီလည်းလွတ်မြောက်သွားသလိုသူတို့အားလုံးလည်းတငယ်ချင်းကောင်းတွေပိုဖြစ်သွားကြတယ်။တာတာမီမီတို့လည်းဘိုဘိုနဲ့တငယ်ချင်းတွေလိုမျိုးအမြဲတမ်းတယောက်ကိုတယောက်ကူညီတတ်တဲ့တငယ်ချင်းကောင်းတွေဖြစ်အောင်စူးစမ်းကြရမယ်နော်။နောက်နေမှာရောဘလို့ပုံမြင်လေးတွေလာမလဲဆိုတာစောင့်ကြည့်ပေးကြပါအောင်။တတာ